မင်္ဂလာခင်ဗျာအပရာဇီစနေနေ့ည9:00နာရီချိန်တိုင်းပုံဆွဲဗီဒီယိုတွေနဲ့ပုံဆွဲတဲ့ကြီးစရာတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့ KAD Studio Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီပုံလေးကလွန်ခဲ့တဲ့နှစ်လောက်ကဆွဲထားတဲ့ပုံလေးပဲဖြစ်ပါတယ်။နိုင်ငံခြားမူဗီတွေရဲ့ဇာတ်ကောင်တစ်ခုဆွဲထားတာဖြစ်ပါတယ်။ဇာတ်ကားလေးကိုကြည့်ပြီးပြောပြလို့ရှိရင်ကဘာမိုးတဲ့တခြားချိုးပေါ်ကနေပြီးတော့ကဘာမျိုးကြောက်လာတဲ့ကဘာမျိုးစိတ်တွေပဲဖြစ်ပါတယ်။အဲ့ဒီကဇက်ကောင်ကဘာကောင်တစ်ကောင်ပေါ့နော်။ဒီဇကားလေးကိုအားလုံးလည်းတီးလောက်ပဲထင်တဲ့အတွက်ကြောင့်ဇကားနာမည်လေးကိုကျွန်တော်မပြောတော့ပါဘူး။အဲတီးတဲ့လူတွေကလည်း comment မှာမှန်ခဲ့ပေးနိုင်ပါတယ်။နောက်လည်းဒီလိုပုံစံဗီဒီယိုမျိုးတွေတင်ဆက်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ဒီနေ့အဆုံးထိကြည့်ပြီးတိုက်တွန်းလိုက်ပါခင်ဗျာ။တီးနေလဲအဆုံးထိကြည့်ပေးပါ။ဘာလို့ကျွန်တော်ပြုံးရအောင်လို့ဒီပုံဆွဲတဲ့နေရာမှာခက်ခဲအပိုင်းဒီသူ့အပိုင်းအကျိုးယူဆွဲရတဲ့အပိုင်းပေါ့စိတ်ရှိဖို့ပါပဲဒါမျိုးပုံလေးဆွဲရမယ်ဆိုလို့ရှိရင်စိတ်ရှိရပုံဆွဲတဲ့လူတို့ကဒါအရာပေးတာအရင်ဆုံးသူ့ရဲ့သွားနေအမြင့်နေပြီပေါ့နော်သွားနေပြီပိုပြီးတိကျအောင်လို့အရင်ဆုံးခဲလေးနဲ့ရာပေးပြီးတော့မှသွားအချုံလေးလိုက်ပြီးထည့်တာပေါ့ဒီရှာနခွာမြင်ရတဲ့နေရာမှာဒီရှာနခွာကျွန်တော်သဘောကျတော့ထည့်ရပုံထဲမှာမပါပါဘူးတော့ပခုံးဒီနေ့မှာကျွန်တော်ကြောရီဆွဲတဲ့နေရာမှာညင်ညင်စောနဲ့ကျွန်တော်ပို့ပြီးတော့ပြီးရိုးပဲကျွန်တော်ဆွဲလိုက်ရပါတော့ဒါကြောင့်မတင်တက်ကလေးတော့ဖြစ်သွားတယ်အသက်မွေးဘူးပေါ့နော်ဆောင်းတယ်လေးမှာအကုန်လုံးခဲနေလိုက်နေရာနဲ့ရှောက်လို့ချစ်လိုက်ပါရဲ့နော်ဒီကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ